မိတ်ဆွေရဲ့ဘဝမှာဒီလိုချိန်မျိုးရှိခဲ့ဘူးလားအဒီယာကောင်းတစ်ခုရခြင်းနဲ့စာရေးခြင်းနဲ့ဗီဒီယိုတစ်ပုဒ်ဖန်တီးခြင်းနဲ့စီးပွားရေးတစ်ခုစခြင်းနဲ့ဒါပေမဲ့စိတ်တွေကဘာမှစဉ်းစားလို့မထွက်ဘူးထပ်မှကြတော့တချို့လူတွေကအမြဲတမ်း idea အသစ်တွေရနေတယ်စာအုပ်တွေရေးနေတယ်တခြင်းတွေဖန်တီးနေတယ်စီးပွားရေးအသစ်တွေတည်ဆောက်နေတယ်သူတို့ကဘာလို့ဒီလောက် creative ဖြစ်နေရတာလဲ creativity ဆိုတာတကယ်ပဲမိုးရပါပါရမီလားဒါမှမဟုတ်ကျွန်တော်တို့မမြင်သေးတဲ့တခြားအရာတစ်ခုရှိနေတာလားဒီနေ့တော့ကမ္ဘာကျော် music producer Rick Rubin ရဲ့ The Creative Act ဆိုတဲ့စာအုပ်ထဲကအသွေးခေါ်တွေကိုလေ့လာသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီဗီဒီယို6လုံးမှာကျွန်တော်တို့အဖြေရှာသွားမယ့်မေးခွန်းတစ်ခုရှိပါတယ် Creativity ဆိုတာလူတိုင်းမှာရှိနေပြီးသားဆိုရင်ဘာလို့လူများစုကသူတို့ရဲ့ creativity ကိုဘယ်တော့မှ unlock မလုပ်နိုင်ကြတာလဲဘယ်တော့မှမထုတ်ဖော်နိုင်ကြတာလဲဒီမေးခွန်းကိုတစ်ချက်လောက်စိတ်ထဲမှာမှတ်ထားလိုက်ပါဘာလို့လဲဆိုတော့ဗီဒီယိုအဆုံးရောက်တဲ့အချိန်မှာဒီဖြေကthe creativity ကိုမြင်တဲ့ပုံစံတမကပဲနဲ့ဒီဘဝတစ်ခုလုံးကိုမြင်တဲ့ပုံစံပါပြောင်းလဲသွားစေနိုင်လို့ပါပဲလူတိုင်းဟာ creator တွေဖြစ်ကြတယ် Rick Rubin ရဲ့ပထမဆုံးအော်စရာယူဆကတော့ creativity ဆိုတာ artist တွေအတွက်တည်တတ်ထားတဲ့အရာမဟုတ်ဘူးဆိုတာပါပဲကျွန်တော်တို့အများစုက painter တွေ musician တွေ writer တွေ film director တွေကိုပဲ creative person လို့သတ်မှတ်တတ်ကြတယ်ဒါပေမဲ့ Rick Rubin ကတော့ဒီယူဆကိုအခြေခံကနေစပြီးစိန်ခေါ်လိုက်ပါတယ်သူ့အဆိုအရလူတိုင်းဟာ creator ဖြစ်ပြီးသားပါတကယ်တော့ဒီနေ့မနက်တင်အိယာထပြီးတဲ့ချိန်ကစလို့ဖန်တီးမှုတွေလုပ်နေခဲ့ပြီးသားပါတင်ရွေးချယ်ခဲ့တဲ့ဝတ်စားတင်ပြောခဲ့တဲ့စကားလုံးတွေတင်ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေတင်တည်ဆောက်နေတဲ့ relationship တွေဒါတွေအားလုံးဟာ creation တွေပါပဲဘာလို့လဲဆိုတော့ creation ဆိုတာအဓိကဆွဲတာပဲမဟုတ်ဘူးမရှိသေးတဲ့အရာတစ်ခုကိုရှိလာအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်တင်ကပြဿနာတစ်ခုကိုဖြေရှင်းလိုက်တဲ့အချိန် creation ဖြစ်တယ်တင်ကတယောက်ယောက်ရဲ့စိတ်ကိုတတ်တာစေမဲ့စကားတစ်ခုပြောလိုက်တဲ့အချိန်မှာ creation ဖြစ်တယ်တင်ကကိုယ့်ဘဝကိုပိုကောင်းလာအောင်ဆုံးဖြတ်ချက်တစ်ခုချလိုက်တဲ့အချိန်မှာ creation ဖြစ်တယ်ဒါဆိုဘာလို့လူအများစုကသူတို့ကိုသူတို့ creative person မဟုတ်ဘူးလို့ယုံကြည်နေကြတာလဲအဖြေကတော့ကြီးပြင်းလာတဲ့လမ်းတစ်လျှောက်မှာ creativity ကိုဆုံးရှုံးသွားလို့ပါကလေးဘဝကိုပြန်စဉ်းစားကြည့်ပါကတ်ထူဘူးတစ်လုံးပေးလိုက်ရုံနဲ့အဲ့ဒါကအာကာသယာဉ်ဖြစ်သွားတယ်ရဲတိုက်ဖြစ်သွားတယ်စစ်တင်ဘောဖြစ်သွားတယ်ကလေးတွေကငါ creative ဖြစ်ရလားဆိုတာမမေးဘူးသူတို့ကဖန်တီးတယ်အဲ့ဒါပါပဲဒါပေမဲ့အသက်ကြီးလာတာနဲ့အမျှစိတ်ကူးရင်မှုကို judgment နဲ့အစားထိုးလာတယ်ဒါလို့အဆင်ပြေပါမလားလူတွေဘာပြောမလဲငါကွန်းကွန်းကြီးဖြစ်နေရောငါတဲလည်းမရှိဘူးဆိုတဲ့အတန်တွေပေါ်လာတယ်ပြီးတော့တဖြည်းဖြည်းကျွန်တော်တို့ရဲ့ဖန်တီးနိုင်စွမ်းကိုကိုယ်တိုင်ပိတ်ပင်လိုက်ကြတယ်Rick Rubinကတော့ပြောတယ် creativity ဆိုတာသင်ယူရမယ့်အရာမဟုတ်ဘူးပြန်လည်ရှာဖွေရမယ့်အရာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအရာကတစ်သွင်းမှာရှိပြီးသားဖြစ်လို့ပါဒါဆိုလူတိုင်းမှာ creativity ရှိနေပြီးသားဆိုရင်ဘာလို့တချို့လူတွေက idea ကောင်းတွေအမြဲရနေကြပြီးတချို့လူတွေကဘာမှမရကြတာလဲRick Rubinရဲ့အဖြေကတော့ creativity ဟာတဲလန်းကြောင့်မဟုတ်ဘူးအတန်းရှင်းကြောင့်ဖြစ်တယ်နောက်ချက်သားမှာကဘာပေါ်က creative ဖြစ်ဆုံးလူတွေဘာကိုကွဲပြားစွာမြင်ကြလဲဆိုတာကိုကျွန်တော်တို့လေ့လာကြရအောင်ကဘာကြီးကအများတန်းပြောနေတယ်ဒါပေမဲ့ကျွန်တော်တို့မကြားကြဘူး chapter 1မှာ creativity ဆိုတာလူတိုင်းမှာရှိပြီးသားဆိုတာတွေ့ခဲ့ကြတယ်ဒါပေမဲ့ဒီကုန်းတစ်ခုကြံနေသေးတယ်ဘာလို့တချို့လူတွေက idea တွေအများရနေပြီးတချို့လူတွေက inspiration ကိုစောင့်နေရတာလဲRick Rubinရဲ့အဖြေကရိုးရှင်းပေမဲ့အော်စရာကောင်းတယ်သူကပြောတယ် idea တွေကိုကျွန်တော်တို့ဖန်တီးတာမဟုတ်ဘူးကျွန်တော်တို့က idea တွေကိုလက်ခံရယူတာဖြစ်ပါတယ်ဒီယူဆကထူးဆန်းတယ်လို့ထင်ရပေမဲ့ခဏလောက်စဉ်းစားကြည့်ပါဘဝမှာအကောင်းဆုံး idea တွေရခဲ့တဲ့အချိန်ကိုပြန်တတိယကြည့်ပါအဲ့ဒီအချိန်မှာတင်စပွဲပေါ်မှာခေါင်းကိုဖိပြီးစဉ်းစားနေခဲ့တာလားမဟုတ်ပါဘူးအများစုကရေချိုးနေတဲ့အချိန်လမ်းလျှောက်နေတဲ့အချိန်ကားမောင်းနေတဲ့အချိန်အဲ့တော့မဲ့အချိန်ဒါမှမဟုတ်ဘာမှမလုပ်နေတဲ့အချိန်တွေမှာရခဲ့ကြတာပါဘာလို့လဲဘာလို့ idea တွေကကျွန်တော်တို့စူးစမ်းနေတဲ့အချိန်မှာမလာဘဲနဲ့
မကြိုးစားတော့တဲ့အချိန်မှာရောက်လာကြတာလေရစ်လူပင်ကခရီးတာတွေကိုအန်တနာတွေနဲ့နှိုင်းယှဉ်ထားတယ်ရေဒီယိုအန်တနာတစ်ခုလိုပေါ့ရေဒီယိုလိုင်းတွေကအမြဲရှိနေတယ်ဒါပေမဲ့ frequency မှန်မှန်ကျူးမလောက်ထားရင်ဘာတမ်းမှမကြားရဘူး creativity ဆိုတာလည်းအဲ့လိုပဲ inspiration ဆိုတဲ့ signal ကအမြဲရှိနေတယ်ပြဿနာကကျွန်တော်တို့ကျူးမဝင်ကြတာဒီနေ့ခေတ်မှာလူတွေရဲ့အတန်းရှင်းဟာကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးပစ္စည်းဖြစ်လာတယ်မနေ့အရာထားတာနဲ့ notification တွေကြည့်တယ် Facebook ဖွင့်တယ် TikTok scroll လုပ်တယ် YouTube ကြည့်တယ် message ပြန်တယ် email ဆက်တယ်ဒီနေ့လုံး information တွေအဆက်မပြတ်ဝင်လာတယ်ဒါပေမဲ့ information များလာတာနဲ့ inspiration ဖြစ်လာတာကတူညီတာမဟုတ်ဘူးအခါတလေ information များလုံးတာက inspiration ကိုဖုံးကွယ်သွားစေတယ်တစ်တော်ထဲမှာငှက်တန်တန်ကိုနားထောင်နေတယ်ဆိုပါစို့အနားမှာစပီကာကြီးကြီးနဲ့တချင်းဖွင့်ထားရင်ငှက်တန်ကိုမကြားနိုင်တော့ဘူးအဲ့ဒီမှာကြည့်ပါငှက်တန်မရှိလို့မဟုတ်ဘူးစူညံတွေများလို့ဖြစ်ပါတယ်ဗီလူပင်ရဲ့အဆိုအရကျွန်တော်တို့စိတ်တွေမှာလည်းဒီလိုပဲ inspiration မရှိတာမဟုတ်ဘူး noise တွေများလို့မကြားနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့် creative person တွေရဲ့အကြီးပါဆုံး skill က intelligence မဟုတ်ဘူး observation ဖြစ်ပါတယ်သူတို့ကလူတွေမမြင်တဲ့အရာတွေကိုမြင်တယ်လူတွေမကြားတဲ့အရာတွေကိုကြားတယ်လူတွေတတိမထားမိတဲ့အရာတွေကိုတတိထားမိတယ်ဥပမာလူတစ်ယောက် coffee shop ထဲဝင်လာတယ်တယောက်က coffee တောက်ပြီးပြန်ထွက်သွားတယ်နောက်တစ်ယောက်ကတော့ဘေးစပွဲကစကားပြောတဲ့ကိုတတိထားမိတယ်ဒီတင်းပေါက်ကနေဝင်လာတဲ့နေအောင်ကြီးကိုတတိထားမိတယ်လူတစ်ယောက်ရဲ့မျက်နှာမူရာကိုတတိထားမိတယ်ခွက်ချင်းသိမိတဲ့အတန်ကိုတတိထားမိတယ်အဲ့ဒီ observation တွေကနောက်ပိုင်းမှာဥထုတပုတ်ဖြစ်လာနိုင်တယ်တချင်းတပုတ်ဖြစ်လာနိုင်တယ်ရုပ်ရှင်စကားဖြစ်လာနိုင်တယ် idea ကောင်းတစ်ခုဖြစ်လာနိုင်တယ်ဒီလူပင်က beginner's mind ဆိုတဲ့ယူဆကိုလည်းပြောတယ်ကျွန်တော်တို့လူတွေကအရာရာကို label တက်ထားကြတယ်ဒါကတစ်တင်ဒါကစပွဲဒါကကား label တက်ပြီးတာနဲ့အဲ့ဒီအရာကိုကြည့်တာရက်သွားတယ်ဒါပေမဲ့ creator တွေကမတူဘူးသူတို့ကအရာဝတ္ထုတွေကိုပထမဆုံးအကြိမ်မြင်ရတယ်လို့ပြန်ကြည့်တယ် curiosity နဲ့ကြည့်တယ်အော်မှုနဲ့ကြည့်တယ်ဒါကြောင့်လူတိုင်းမြင်တဲ့ကဘာကြီးတွေကနေလူတိုင်းမြင်တဲ့ idea တွေထွက်လာတာဖြစ်ပါတယ်ဒါပေမဲ့ observation ကောင်းရုံနဲ့မလုံလောက်ဘူး signal ကိုလက်ခံနိုင်ပြီဆိုတော့အဲ့ဒီ signal ကဘယ်မှာသွားနေရယူမလဲခွက်ထဲမှာရေပြည့်နေပြီဆိုရင်ရေတက်ထပ်ထည့်လို့မရဘူးစိတ်ထဲမှာလည်းဒီလိုပါပဲinspiration ကိုလက်ခံဖို့နေရာလွတ်လိုအပ်တယ်။ဒါဆို creative person တွေကဘာလို့တခြားသူတွေထက် inspiration ပိုရကြတာလဲ။အဖြေကသူတို့ကပိုကြိုးစားလို့မဟုတ်ဘူး။သူတို့ရဲ့စိတ်ထဲမှာနေရာလွတ်ဖန်တီးထားလို့ဖြစ်ပါတယ်။နောက်ချက်သားမှာရွေးသူပင်ပြောတဲ့ creating space ဆိုတာပါလေ။ပြီးတော့ silence က creative ကိုဘာလို့အားကောင်းစေလဲဆိုတာလေ့လာကြရအောင်။